မမင်္ဂလာပါရှင်မင်တီရဲ့ဒီတစ်ခါဘလော့လေးပါတော့မင်တီကဒီဘန်ကောက်မြို့ပေါ်မှာရှိတဲ့ Run Internet Market မှာတငယ်ချင်းတွေအတူလူမှုတော့ဆောင်မဲ့ဘလော့လေးပဲဖြစ်ပါတယ်ဒီ night market မှာဘာမှုတွေရှိလဲဘာတွေရလဲဆိုတာကိုမင်တီနဲ့အတူတူလိုက်ကြည့်အောင်ဒီ night market မှာတော့စားကြဆိုင်တွေကတော်တော်လေးစုံပြီးမိမိသမ ्या ကလည်းစားကြစရာအကုန်ကောင်းနေတာကြီးပါပဲဒီဆိုင်လေးရဆိုရင်တော့ထိုင်းရိုးရာမုတ်အချိုမျိုးစုံကိုစုစုလေးရောင်းနေဆိုင်လေးပါဒီဆိုင်လေးမှာဆိုဒီလိုမျိုးမုတ်ဖတ်ထုတ်လေးတွေလည်းရပါတယ်ဒါလေးတွေကကြတော့ပဲနဲ့လောက်ထားတဲ့ရောင်စုံပဲလုံးမုတ်လေးတွေပေါ့နော်စားလို့ရှိရင်အေးချိုချိုလေးနဲ့တော်တော်လေးကိုစားလို့ကောင်းတယ်ပေါ့နော်ဆိုင်လေးကတော့ခောက်ဆွဲကြောကြာတန်ကြောနဲ့ဖတ်ထိုင်းအကျော်မျိုးစုံရောင်းနေဆိုင်လေးပါဒီဆိုင်လေးကတော့ယူရီးယားအချင်းပေါင်းမျိုးစုံရောင်းနေဆိုင်လေးဖြစ်ပြီးအမီးလည်းကျွေးပါသေးတယ်ဒါကတော့ယူရီးယားအချိုမုတ်တစ်မျိုးဖြစ်တဲ့ဖြုံသီးမုတ်လေးဝယ်နေရပါထိုင်းမှာကလူချင်းနေဆိုလို့ရှိရင်ဒီလိုမျိုးပုံစံမျိုးစုံနဲ့တော်တော်များများရောင်းကြပါတယ်ဒီဆိုင်လေးကတော့အကောင်မလောင်မျိုးစုံကိုကြော်ရောင်းတဲ့ဆိုင်လေးပါရှင်ဒါကတော့ပင်လယ်စာမျိုးစုံရတဲ့ဆိုင်လေးပါဒီဆိုင်မှာဆိုလို့ရှိရင်ဒီလိုမျိုးကနန်းငပြားရေးစိမ်းပစုံငပြားရေးစိမ်းနဲ့ဒီလိုမျိုးအတုပ်တွေချက်ချောက်တုပ်တို့နောက်ပြီးတော့ကနန်းကိုမှငရုတ်ကြီးစိမ်းထားတာလေးရှိပါတယ်ဒါကတော့ကမာဒီပစုံစိမ်းလေးပေါ့နော်ဒါလေးကတော့မင်းတို့ကပစုံအစိမ်းကိုတပူးဝယ်ခဲ့တာဘတ်50ပြရပါတယ်မုတ်တူဝယ်ပြီးရင်ဒီလိုမျိုးထိုင်စားလို့ရတဲ့နေရာလေးတွေလည်းရှိပါတယ်ဒါကတော့ကနန်းလေးပေါ့နော်ဒီလိုမျိုး omelette တွေကိုမှအပေါ်က topping မျိုးစုံနဲ့ရောင်းတဲ့ဆိုင်လေးလည်းရှိပါတယ်မင်တီကစီဖူးချက်တဲ့လူမလို့မင်တီအကြိုက်ကင်းမွန်ကင်းလေးရေပွဲကင်းလေးပဲနေရာပဲဖြစ်ပါတယ်ဒီလိုမျိုးချချုံမွေးမွေးအုံးလေးတွေလည်းရောင်းတဲ့ဆိုင်လေးတွေရှိပါတယ်ဒါကတော့ Vietnamese spring roll လေးတွေနဲ့ဒါကတော့ pizza မျိုးစုံရောင်းတဲ့ဆိုင်လေးတွေဝယ်ထားတဲ့မုတ်တွေခဏစားပြီးတဲ့အခါမှာတော့ဒီပွဲစီတစ်လျှောက်ရှောက်ကြည့်ပါမယ်ရှင်ဒီဆိုင်လေးတွေကတော့ဈေးရုံအတွင်းဘက်ကဆိုင်လေးတွေပေါ့နော်ဒါဆိုလို့ရှိရင်ဆူရှီဆိုင်လေးဖြစ်ပါတယ်တစ်ခုမှ10ဘတ်15ဘတ်ပဲရှိပါတယ်ဒါတွေဆိုလို့ရှိရင်ခုနပြောခဲ့သလိုမျိုးလူချင်မျိုးစုံကိုပုံစံမျိုးစုံနဲ့ရောင်းတဲ့ဆိုင်လေးတွေပါဒီမှာဆိုလို့ရှိရင်ဒူးနဲ့မျိုးစုံရပါတယ်တစ်ခုမှ10ဘတ်15ဘတ်ပဲရှိပါတယ်ရှင်ဒါလေးတွေဆိုလို့ရှိရင်အသီးမျိုးစုံရောင်းတဲ့ဆိုင်လေးတွေပေါ့နော်ကဲဒါဆိုလို့ရှိရင်မင်တီရဲ့ blog ကိုအဆုံးထိကြည့်ပြီးတော့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက် blog မှာတွေ့မယ်နော်တတား